All over မင်္ဂလာပါခင်ဗျာခု support channel ရနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပထမဦးဆုံးရွေးချယ်တော့တဲ့ပြင်မဲ့ပွဲစီလေးရတော့ hostek ကီတဲ့နဲ့ student ရဲ့ပွဲစီဖြစ်ပါတယ်အဝေးကွဲလာကစားတဲ့ student တွေရတော့တလုံးငုံမှုဆုံးပေါအောင်တာဖြစ်ပါတယ်ကိုပေါကြီးရတော့သုံးလုံးငုံမှုဆုံးပေါအောင်တာဖြစ်ပါတယ်အဲ့ဆဲ hostek ကီတဲ့ရတော့ Germany League Club ဖြစ်ပါတယ်အဝေးကွဲလာကစားတဲ့ student တွေရတော့ကာရဖောက်တော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်ကျွန်တော်ဒီပွဲစဉ်မှာ body ကိုမရွေးချယ်ပဲကျွန်တော်ကိုပေါတစ်ခုတည်းကိုတော့ကျွန်တော်ရွေးချယ်လိုက်ပါတယ်ကျွန်တော်ဒီပွဲစဉ်မှာတော့အဲ့ဆဲ hostek ကီနဲ့ student နဲ့ပွဲစဉ်မှာကျွန်တော်ဂိုးအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ် positive ပွဲကတော့ Man City အသင်းနဲ့ Newcastle နဲ့ positive ဖြစ်ပါတယ်။အဲ့ရှေ့ Man City အသင်းကတော့တလုံး65ပြားအနိုင်ပေါက်အောင်ဖြစ်ပါတယ်။ဂိုးပေါင်းကြီးတော့3လုံးငမှုဆုံးပေါက်အောင်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ကြောက Man City အသင်းက9ပြားနဲ့နိုင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာ Man City အသင်းရဲ့တလုံး65ပြားနိုင်ဆိုပြီးကြည့်ရတော်တော်လေးပါတယ်ကျွန်တော်ထည့်တယ်ဗျ။ဘာဖြစ်လဲဆိုတော့ဗျ။ Man City အသင်းကအနည်းဆုံးတလုံး20ဆုံး30ဆုံးလာပေါက်တယ်လားဗျဒီပွဲစဉ်မှာ။ဒီပွဲကဒီလိုကြီးပေါက်နေဆိုကြတဲ့ကျွန်တော်ကတော့ Man City ကိုကျွန်တော်ဒါတယောက်ဖြစ်မိတယ်ဗျာကျွန်တော် Man City ဖက်အောင်ကျွန်တော်မနေရတော့ဘူးဗျာကျွန်တော် Newcastle body ကိုကျွန်တော်ကြိုက်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဗျာ Newcastle ကလည်းအသေးကြီးတွေကိုတော့တောက်ဆောက်ကန်နေရတာဖြစ်ပါတယ်သူ Champions League မှာလည်းသူ PSG နဲ့ကန်ရတယ် Liverpool ကထပ်ကန်ရတယ်အခု Man City ကသူထပ်ကန်သူကအသေးကြီးတွေကိုတော့ပွဲစီဆက်တိုက်ကန်နေတာဖြစ်ပါတယ်တစ်ဖက်က Man City တွေကလည်းပြီးခဲ့တဲ့តែစပေါ်ကိုတူရရထွက်ပေါ်တာဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော် Newcastle Man City ဖက်ကိုတကူတော့တွဲနိုင်မယ်ကျွန်တော်ထည့်တယ်ဗျာMan City နဲ့ Newcastle ပေါ်မှာကျွန်တော် Newcastle မဆုံးနိုင်ဘူးလို့ကျွန်တော်ထည့်တယ်ဗျာဒီကြီးပေါင်းနေဆိုရဗျာဘာဖြစ်လဲဆိုတော့ကျွန်တော် Champions League ပွဲစဉ်မှာ PSG နဲ့ Newcastle နဲ့ကဲတယ်ဗျာကျွန်တော်ဒီပွဲမှာကျွန်တော်အဝေးဝေးလာကစားတဲ့ Newcastle body ကိုကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်ကျွန်တော် Liverpool နဲ့ Newcastle နဲ့ထပ်ကဲတယ်ဗျာကျွန်တော် Liverpool body ကိုကျွန်တော်ပြတ်ပေးခဲ့တယ်ကျွန်တော်တော့ဒီပွဲစဉ်မှာတော့ကျွန်တော်တော့ဗျာMan City နဲ့ Newcastle နဲ့ပုံမှာကျွန်တော် Newcastle ကိုကျွန်တော်ထပ်ပေးတယ်ဗျာဒီပွဲကျွန်တော် Newcastle body ကိုကျွန်တော်ကြိုက်တယ်ဗျာနောက်ထပ်ပွဲတဲ့ပွဲကတော့ Inter Milan အသင်းနဲ့ Torino တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့ရှင် Inter Milan အသင်းကတော့တလုံး90အစုံပေါအောင်ဖြစ်ပါတယ်ကိုပေါကြီးကတော့3လုံး40အနိုင်ပေါအောင်တော့ဖြစ်ပါတယ်တစ်ဖက်က Torino ရဲ့ကာယဖောက်ကိုကြည့်ရမှာဆိုတော်တော်လေးဆိုးဝါးနေတယ်ဗျတစ်ဖက်က Inter Milan ကလည်းကာယဖောက်ကတော့ကောင်းလည်းမကောင်းလည်းဖြစ်နေပါဖြစ်ပါတယ်ဒါပေမဲ့ Inter Milan အသင်းကတော့ဒီပွဲစဉ်မှာတော့ငကိုပြက်ရင်ကြည့်ပြီးအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲမှာ Inter Milan ငကိုပြက်မှာကျွန်တော်တော့ဗျာဒီပွဲမှာတော့ငကိုပြက်မလို့ကျွန်တော်ထင်ဗျာကျွန်တော် Inter Milan body ကိုကျွန်တော်ကြိုက်တယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Valencia အသင်းနဲ့ Bilbao အသင်းရဲ့ပွဲစဉ်ဖြစ်ပါတယ် level 30ဆုံးပေါအောင်တာဖြစ်ပါတယ်ကိုပေါကြီးတော့နှလုံး60ဆုံးပေါအောင်တာဖြစ်ပါတယ်အဲ့ရှင် Valencia အသင်းရဲ့ကားဖောက်ကြည့်ရမှာဆိုရင်တော့အရင်ကြီးကောင်းတယ်မဟုတ်ဘူးဗျာဒါပေမဲ့တစ်ဖက်ကဝေးလောက်စားတဲ့ Bilbao အသင်းရတော့ဗျာသူလည်းကားဖောက်ဒီတော့လည်းမကောင်းဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဗျာBilbao အသင်းရဗျာပြီးခဲ့တဲ့ဂျော်ရီမှာလည်း तू က Champions League ကထားရတော့နော်အခုတစ်ခါ तू ထက်ကန်တယ် तू ကဗျာတပတ်မှာ तू က3ပွဲဆက်တက်ကန်နေရတယ်ကျွန်တော်တော့အဲ့တော့ဗျာ Bilbao အသင်းပွဲမှန်းနေလို့ကျွန်တော်ထည့်တယ်ဗျာကျွန်တော်အဲ့ရှင် Valencia body ကိုကျွန်တော်ကြိုက်တယ်ဗျာအဲ့ရှင် Valencia အနည်းဆုံးပြည်ကစားမျိုးကျွန်တော်ထည့်ဗျာအဲ့ရှင် Valencia ကကျွန်တော်ကြိုက်တယ်ဗျာနောက်တစ်ပွဲကတော့ Alabet အသင်းနဲ့ Susie တဲ့ရဲ့ပွဲစီဖြစ်ပါတယ် level 30ဆုံးပေါအောင်တာဖြစ်ပါတယ်ကိုပေါကြီးကတော့နှလုံး25အစုံပေါအောင်တာဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့အဲ့ရှေ့အလာဘဲကတော့ကားဖောင်းတော်တော်လေးကောင်းအောင်ဖြစ်ပါတယ်အဝေးကွဲလောက်စားရဲ့စူစီကြီးတဲ့ရနဲ့ကားဖောင်းငသိန်းတော့ကားဖောင်းတော်တော်လေးကောင်းအောင်နော်ဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာတော့အဲ့ရှေ့အလာဘဲဘိုဒီကိုကျွန်တော်ကြိုက်တယ်ဗျာကျွန်တော်အဲ့ရှေ့အလာဘဲဘိုဒီကိုကျွန်တော်ကြိုက်တယ်ဗျာအလုံးစစ်ပြီးချက်ပေါ်စီကြီးကိုတွေကျွန်တော်စီမှာမဘဝဲမယ်ဆိုရင်3မြောက်ကို88 995 88 3ကိုလာရောက်ဆက်တွေ့မြင်မြန်နိုင်ပါတယ်ခင်ဗျာအလုံးစစ်ပြီးချက်ပေါ်စီကြီးကိုတွေအလုံး